YouTube ဖြစ်ပေါ်လာပုံတည်ထောင်သူများ YouTube ကို2005ခုနှစ် February လမှာ Chad Hurley Steve Chen Jode Karam ဆိုတဲ့လူ3ယောက်ကတည်ထောင်ခဲ့ပါတယ်သူတို့ကအရင်က Facebook ကုမ္ပဏီမှာအလုပ်လုပ်ခဲ့တဲ့ engineer တွေပါဘာကြောင့် YouTube ကိုဖန်တီးခဲ့တာလဲအဲ့ဒီအချိန်မှာ online ပေါ်မှာဗီဒီယိုမျှဝေရတာခက်ခဲ email နဲ့ပို့မရ website တွေမှာတင်ရင်လည်းကြည့်ရခက်ဖြစ်နေလို့ဗီဒီယိုတွေကိုလွယ်လွယ်နဲ့တင်လွယ်လွယ်နဲ့ကြည့်နိုင်တဲ့ website တစ်ခုဖန်တီးခြင်းခဲ့ကြတာပါပထမဆုံး YouTube ဗီဒီယိုအမည် Me at the Zoo တင်ခဲ့သူ Jode Karam တင်ခဲ့တဲ့နေ့2005ခုနှစ်ဧပြီလ23ရက်ဒီဗီဒီယိုက Zoom မှာရိုက်ထားတဲ့စက္ကန့်18စက္ကန့်ပဲရှိတဲ့ရိုးရှင်းတဲ့ဗီဒီယိုပါဘာကြောင့်မြန်မြန်နာမည်ကြီးသွားလဲ account ဖွင့်ရလွယ် ဗီဒီယိုတင်ရလွယ် link ပေးပြီးမျှဝေရလွယ်အခမဲ့အသုံးပြုနိုင်ဒါကြောင့်လူတွေကမိမိဗီဒီယိုတွေတင်လာကြပြီး YouTube ကအလွန်မြန်မြန်ကြီးထွားလာခဲ့ပါတယ် Google ဝယ်ယူခဲ့မှု2006ခုနှစ်မှာ Google က YouTube ကိုဒေါ်လာ65ဘီလီယံနဲ့ဝယ်ယူခဲ့ပါတယ်အဲ့ဒီနောက်ပိုင်း YouTube က The League live streaming ads monetization YouTuber အလုပ်ကိုင်စတဲ့ feature တွေတိုးလာပြီးကမ္ဘာအကြီးဆုံးဗီဒီယို platform ဖြစ်လာခဲ့ပါတယ်